ကျွန်တော်တို့ဒီနေ့ YouTube channel ပေါ့နော်ကျွန်တော်တို့ YouTube channel မှာပို့တင်နည်းလေးပေါ့နော်ကျွန်တော်ဒီနေ့ YouTube channel မှာပို့တင်နည်းလေးကိုကျွန်တော်အစားဆုံးလုပ်ပြပေးမယ်ပေါ့နော်ကျွန်တော်တို့ YouTube channel မှာကျွန်တော်တို့ပို့စနစ်တကျတင်နည်းလေးပေါ့နော်ကျွန်တော်တို့ post တင်မယ်ဆိုရင် YouTube channel ကိုပို့တင်တဲ့နည်းတွေပေါ့နော်တွားတဲ့နည်းမျိုးစုံရှိရဲကျွန်တော်ဒီနေ့ပြပေးမှာ Chrome browser နေပြီးတော့ YouTube ကိုဝင်တဲ့နည်းလေးကျွန်တော်ပြပေးမယ်နော်ဒါဆိုရင်ကျွန်တော်တို့ Chrome browser ရဲ့ကိုတွားလိုက်မယ်နော်တွားပြီးရင်ကျွန်တော်တို့ဒီမှာ YouTube ဆိုတဲ့ icon လေးပေါ့နော်ကျွန်တော်ဝင်လိုက်မယ်ဒါကတော့ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ရဲ့ channel ပေါ့နော်ကျွန်တော်ရဲ့ channel လေးကျွန်တော်ဒီမှာရောက်လာပေါ့တချို့ကကျွန်တော်တို့ဒီမှာ channel မရောက်ရင် home ကိုရောက်မယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ home ကိုရောက်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီပေါ့နော်ဒီဘေးကနေပြီးတော့ကျွန်တော်ဒီမှာ create ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့တင်လို့ရတယ်ကျွန်တော်တို့ channel စီကိုတွားမယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာနှိပ်ပြီးတော့เนาะဒီမှာ view your channel ဆိုပြီးကျွန်တော်တို့နှိပ်လိုက်ရင်ကျွန်တော်တို့ channel တွေကိုရောက်သွားမှာပေါ့နော်ကျွန်တော်ခုနက channel တွေပဲရောက်လာတယ်เนาะကျွန်တော်ကအဲ့မှာကျွန်တော်က post တင်မှာပေါ့နော် short video တင်မှာ post တင်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ create အပေါင်းဆိုရ create လေးကိုနှိပ်မယ်เนาะပြီးရင်ကျွန်တော်က upload video ကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်ကျွန်တော်ဒီမှာဒါဆိုရင်ဒီလို upload video နှိပ်လိုက်ဒီလိုရောက်လာလိမ့်မယ်เนาะကျွန်တော်ဒီမှာ select ပိုင်းကိုတင်မဲ့ video ရွေးရမယ်ပေါ့နော် select ပိုင်းလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်ကတော့ဒီမှာကျွန်တော်တင်မဲ့ video ကကျွန်တော် desktop မှာရှိရเนาะ desktop မှာကျွန်တော်ဒီမှာရှိရကျွန်တော်ဒီနေ့ကျွန်တော်ဒီ video လေးတင်မယ်เนาะ Roofet software လေးနဲ့ကျွန်တော် Windows 11 state လုပ်ပုံလေးကိုကျွန်တော်တင်လိုက်မယ်เนาะဒီပုံလေးကိုကျွန်တော် select ပေးလိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်ဒီ open ကိုနှိပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာသူအပေါ်ကို loading ဆွဲတင်နေပေါ့နော်ကျွန်တော်တို့ဒီအောက်ဘားလေးမှာရှိရဲကျွန်တော်တို့ upload တင်ဆိုတာဒီမှာ300ခန်းတော့ပေါ့နော်ပြနေပြီဒီမှာလည်းကျွန်တော်တို့ video လေးပေါ်လာလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီလိုတင်နေတဲ့အချိန်မှာလည်းကျွန်တော်တို့သူတင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီမှာ title ဆိုတဲ့နေရာမှာကျွန်တော်တို့ခေါင်းစဉ်ပေးမယ်ပေါ့နော်အကြောင်းအရာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ခေါင်းစဉ်ပေးမယ်ကျွန်တော်တင်တဲ့ဗီဒီယိုရဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ခေါင်းစဉ်ပေးမယ်ဒီမှာเนาะကျွန်တော်ကတော့ Roofet Windows 11 Windows 11ပေါ့နော် Windows 11 Windows 11 state ပြုလုပ်နေပါနော် STICK state ကျွန်တော်တို့Windows 11 state လွယ်ကူစွာပြုလုပ်နေပါနော်ကျွန်တော်တို့လွယ်ကူစွာပြုလုပ်နေပါနော်ပြုလုပ်နေကျွန်တော် Windows state လွယ်ကူစွာပြုလုပ်နေပါနော်ကျွန်တော် Windows state လွယ်ကူစွာပြုလုပ်နေရိုက်လိုက်မယ် Windows 11 state လုပ်နေရိုက်လိုက်မယ်နော်ပြီးရင်ကျွန်တော်တိုင်တယ်ကတော့ဒါပဲပြလိုက်မယ်နော် Windows 11 state လွယ်ကူစွာပြုလုပ်နေပါနော်ပြီးရင်ကျွန်တော်တို့ကဒီအောက်မှာဆိုလဲကျွန်တော်တို့ကဒီမှာ discussion ပေါ့နော် discussion မှာကျွန်တော်ရေးထားတယ်ဒါကတော့ကျွန်တော်တို့ default ရေးထားပြီးသားပေါ့နော်ကျွန်တော်တို့ရှေ့မှာ setting ချိန်နှုန်းပါပေါ့နော်ကျွန်တော်တို့ setting ချိန်နှုန်းကဒီကောင် default ရေးထားတဲ့အတွက် default ကဒီတိုင်းပဲကျွန်တော်တို့ပါနေရပါတော့ပါနေအောင်ကျွန်တော်တို့ကဒီမှာနည်းနည်းလေးကျွန်တော်တို့ထပ်ထည့်ခြင်းထည့်လို့ရတယ်ဒီမှာပေါ့နော်ကျွန်တော်တို့ဗာလေးထည့်မယ်ဆိုဒီမှာဆိုရင်ကျွန်တော်တို့ထည့်လိုက်မယ် hashtag ပေါ့နော်ကျွန်တော်တို့ခဏမြန်မာဖုန်းပြောင်းနော် hashtag လေးထည့်မယ်ပြီးကျွန်တော် Windows 11လို့ရိုက်လိုက်မယ်နော်ဒီလိုWindows 11ဆိုရဟာလေးကျွန်တော်ဒီမှာပေးလိုက်မယ်နော်ဒါဆိုရရင်ဒီဟာကျွန်တော်တို့ discussion ပေါ့နော်ဒီ discussion ကလည်းကျွန်တော်တို့ဒီမှာရှေ့မှာ setting ချိန်တဲ့ဟာပေါ့နော် setting ချိန်တဲ့အချိန်မှာကျွန်တော်က default ပြီးရေးခဲ့လို့ရတယ်ကျွန်တော်ပြန်မရေးရအောင်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အဲ့ setting ချိန်นี้ပေါ့နော် setting ချိန်นี้ကိုလည်းကျွန်တော်နောက်ကြရင်ကျွန်တော်လုပ်ပြပါဦးမနော် setting ချိန်นี้ YouTube setting ချိန်นี้လေးကိုကျွန်တော်တို့
လုပ်ပြမယ်ကိုကတော့ကျွန်တော်ပို့တင်တာသွားမယ်ပြီးရင်ကျွန်တော်ဒီမှာတမ်မနီပေါ့နော်တမ်မနီဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေပေါ့နော်ကြည့်တဲ့အခါမှာပထမဆုံးမြင်ရမယ့်အရာပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့အကြောင်းအရာကိုပထမဆုံးမြင်ရမယ့်တမ်မနီပေါ့နော်အဲတမ်မနီကလည်းကျွန်တော်တို့ YouTube တမ်မနီလုပ်ပုံကျွန်တော်ဒီမှာဗီဒီယိုလုပ်ပြထားပြီးသားပေါ့နော်အဲ့မှာသွားကြည့်လို့ရတယ်ကျွန်တော်ဒီ channel မှာဝင်ကြည့်လို့ရတယ်နော်ကျွန်တော်ဒီဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နော်နှိပ်ပြီးရင်ဒီအကောက်လေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ဒီ YouTube တမ်မနီလုပ်မထားဘူးဆိုသူဗီဒီယိုဖိုင်မှာပေါ့နော်ပါတဲ့ဟာလေးကိုသူကဒီမှာ auto generate လုပ်သွားလိမ့်မယ်နော်ကျွန်တော် YouTube တမ်မနီထည့်ထားတော့ကောင်းပါတယ်အဲ့ဒါကျွန်တော် YouTube တမ်းပြီးကျွန်တော်လုပ်ထားတာကျွန်တော်ရှာလိုက်အောင်နော်ကျွန်တော် download တယ်မှာနော် YouTube တမ်းပြီး download တယ်မှာကျွန်တော်ဒီမှာ pass ဆိုရတာရှိတယ်ကျွန်တော်ဒါလေးကိုကျွန်တော်တို့ယူမဲ့တမ်းလေးပေါ့နော်အဲ့ပေါ်မှာကျွန်တော် select မှတ်ပြီးကျွန်တော် open ဆိုရတာလေးနှိပ်မယ်ဒါဆိုရင်ကျွန်တော် YouTube တမ်းလေးကဒီမှာပေါ်လာပြီပေါ့နော်ဒီမှာကျွန်တော်ဒီဘက်မှာပေါ်လာပြီအဲယူတမ်မျိုးနော်ဒီမှာဆိုလဲကျွန်တော်တို့ပြီးကနေသူ check in လုပ်နေပေါ့နော်ကျွန်တော်တို့ copyright ညှိမိပေါ့နော် copyright ညှိမိနေကျွန်တော်တို့ဒီမှာ check in လုပ်နေပေါ့နော်ကျွန်တော်တို့ဒီမှာ copyright ညှိတယ်ဆိုရင်ဒီမှာ copyright ညှိတယ်ဆိုတဲ့အကြောင်းပေါ်လာလိမ့်မယ်နော်ကျွန်တော်က setting မှာကြတော့ကျွန်တော်တို့တခါတည်းပေါ့နော်ကျွန်တော်တို့ default မပေးခဲ့ဘူးပေါ့နော် public device default မပေးခဲ့ဘူးပြီးရင်ကျွန်တော်တို့မှာ playlist device ပေးရမယ်ပေါ့နော် playlist ကြောက်လဲကျွန်တော်တို့အစားအတိုင်းကျွန်တော်တို့ playlist လေးလောက်ထားလို့ရတယ်ကျွန်တော်တို့ playlist ကိုဘယ်ထဲမှာပေါင်းမလဲပေါ့နော်ကျွန်တော်တို့ဒီမှာ playlist တစ်ခုပဲရှိသေးတဲ့အတွက်ကျွန်တော် laptop panel second လောက်ကိုရပဲကျွန်တော် select ပေးလိုက်မယ်ပြီးရင် done ပေးလိုက်ပါမယ်နော်ကျွန်တော်ဒီ playlist လက်ဒီထဲမှာပဲထည့်မယ်ကျွန်တော်ရတော့လောလောဆယ်အောက်မှာစိန်စရာမရှိသေးဘူးเนาะအောက်ပိုင်းလေးပြီးရင်မှကျွန်တော်ပြမယ်ဒီမှာဆိုရင်ကျွန်တော်တို့ check complete ပေါ့နော်ပြီးသွားပြီ no issue found နဲ့ကျွန်တော်တို့ copyright ညှိတာမတွေ့ပေါ့နော်ဒါဆိုရင်ကျွန်တော်ရှေ့ဆက်သွားလို့ရပြီဒီမှာ copyright ညှိနေတော့ကျွန်တော်ရှေ့ဆက်သွားလို့မရဘူးဒီကောင်ဝင်ကျွန်တော်တို့ပြန်ဖြတ်တာအကောင်းဆုံးပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ title လည်းပြီးပြီဒီမှာကျွန်တော်တို့ discussion လည်းကျွန်တော်တို့ရေးထားပြီးသားကြီး thumbnail လည်းထည့်ပြီးပြီကျွန်တော် playlist လည်းဒီမှာလုပ်ပြီးသွားပြီเนาะ audience ကျွန်တော်ထားခဲ့မယ်ဒါတွေကထားခဲ့မယ်ပြီးရင်ကျွန်တော်ဒီအောက်မှာ simo ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ထပ်နှိပ်မယ်เนาะဒီမှာကြောက်လည်းကျွန်တော်တို့ default ပေးခဲ့တဲ့ဟာတွေပေါ့နော်ဒီမှာကျွန်တော်တို့ဒါဆိုရင် keyword တွေပေါ့နော် keyword တွေကျွန်တော်တို့ဒီမှာ text မှာ keyword တွေကျွန်တော်တို့ရရတယ်နော်ဒါရလည်းကျွန်တော်တို့ default ပေးပြီးသားတွေပဲပေါ့နော် default ပေးပြီးသားတွေပဲ default ပေးပြီးသားတွေဖြစ်တဲ့ကျွန်တော်တို့ထပ်ရိုက်စရာမလိုတော့ဘူးပေါ့နော်ကျွန်တော်ဒီမှာဆိုရင် Windows 11နဲ့ပတ်သက်တာမပါဘူးဆိုရင်ကျွန်တော်တို့ဒီမှာ keyword လေးကျွန်တော်ထပ်ရိုက်လိုက်အောင်နော် Windows 11ပေါ့နော်လို့ do Windows 11ပေါ့နော်ဒီ keyword လေးရိုက်ပြီးကျွန်တော်တို့ဒါလေး enter လေးခောက်လိုက်ပါနော် enter လေးခောက်လိုက်ရင်ကျွန်တော်ရသွားပြီနော်ဒီမှာလည်း900ပေးထားတာ495ဖြစ်နေပါနော်ပြီးကျွန်တော်တို့ဒါဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဘာမှဖြည့်စရာမလိုဘူးပေါ့နော်ဒီမှာဖြည့်စရာမလိုကျွန်တော်တို့ဒီမှာကြောက်လဲ standard YouTube license ပဲကျွန်တော်တို့ထည့်ထားမယ်ပြီးတော့ဒီမှာကျွန်တော်တို့ catalog ပေါ့နော် catalog ကြောက်လဲကျွန်တော်တို့ science and technology ထည့်ထားတယ်ကိုထည့်တဲ့ဗီဒီယိုပေါ်မူတည်ပြီးတော့ဒီမှာရွေးပေါ့နော်ဟိုအားစကားနဲ့ပတ်သက်တာလား support အားစကားနဲ့ပတ်သက်လား music လား gaming နေလားပေါ့နော်ဒီမှာကျွန်တော်တို့ကိုတင်တဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီမှာ category မှာရွေးပြီးတော့တင်ပေးလိုက်ပေါ့နော်ကျွန်တော်တို့အောက်ကိုဆွဲကြည့်မယ်အောက်ကိုဆွဲကြည့်ရင်ဒီမှာကျွန်တော်တို့ like ပေါ့နော် like တစ် view ဒါကတော့ကျွန်တော်တို့ဗီဒီယိုစလုပ်တဲ့လူတွေပေါ့နော်ကျွန်တော်တို့မှာ view တွေ like တွေမကောင်းသေးဘူးဆိုတော့သူများတွေမမြင်အောင်တချို့က view တွေ like တွေပေါ့ကြည့်ပြီးမှာပေါ့နော် view တွေ like တွေကြည့်ပြီးမှကျွန်တော်တို့ကဝင်ကြည့်တာများတယ်တချို့တွေက view ကောင်းမှ like ကောင်းမှဝင်ကြည့်ရများတော့ကျွန်တော်ကဒီ view like ကိုကျွန်တော်တို့ဒီမှာအထာလေးနဲ့ကျွန်တော်တို့အမှန်ကျက်လေးဖြုတ်ခဲ့ပါဘောနော်ကျွန်တော်တို့ view တွေ like တွေကိုမမြင်အောင်ပေါ့နော်ဘယ်နှယောက်ရှိရဆိုတာနောက်ပိုင်းကိုက view တွေ like တွေများလာပြီဆိုတော့ဒါလေးအမှန်ကျက်ပြီးတော့တင်လိုက်ပေါ့နော်ကျွန်တော်အားလုံးဒါဆိုရင်အားလုံးပြီးသွားပြီပေါ့နော်အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါရှေ့ဆက်သွားမယ်ပေါ့နော်ရှေ့ဆက်သွားမယ်ဆိုကျွန်တော်ကဒီမှာကျွန်တော် next ကိုနှိပ်အောင်မယ်ပေါ့နော်ကျွန်တော်ဆက်လိုက်ပါအောင်ပေါ့နော်ဒီမှာကျွန်တော်တို့ next ကိုဆက်သွားမယ်เนาะကျွန်တော်တို့ next ကိုသွားမယ်ဒီမှာလည်းကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူး next ကိုပဲဆက်သွားမယ်ပြီးဒီမှာကျွန်တော်တို့တွေ့လားဒီမှာကျွန်တော်တို့ copyright ဆိုတာ no issue found နဲ့ copyright ဆိုတာမတွေ့ဘူးเนาะ copyright မတွေ့ပါဘူး no issue found ဒီမှာအမှန်ကျိတ်လေးစိတ်နေเนาะ copyright မတွေ့ဘူးလေကျွန်တော်တို့အဲ့ဆို next ကိုဆက်သွားမယ်เนาะဒီမှာကျွန်တော်တို့ final ပေါ့နောက်ဆုံးပေါ့ကျွန်တော်တို့ဒီမှာ final ရွေးရတော့မယ်ကျွန်တော်တို့ public post နဲ့တင်မလား
နော်ဒီမှာကျွန်တော်တို့ထားကျွန်တော်က setting ချိန်တော့အလွတ်ထားကြတာပေါ့နော်ကျွန်တော်ကဒီမှာ public pro နဲ့တင်မယ်ပြီးပြီဆိုရင်ကျွန်တော် copyright မြည်ဘူးဆိုရင် public pro နဲ့ကျွန်တော်တို့တင်လိုက်တော့မယ်နော်ဒီမှာ public ကိုကျွန်တော်တို့နှိပ်မယ်ဒါဆိုရင်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ post တင်တာပေါ့နော်ကျွန်တော်တို့ channel မှာ post တင်တာပြီးဆုံးသွားပါပြီဒါကတော့သူတို့ share ဦးမလားပေါ့နော်ဘယ်ကို share ဦးမလဲဆိုတာသူပြတာကျွန်တော်တို့မ share တော့ဘူးဘလို့နှိပ်ပြီးတော့ကျွန်တော်တို့ထွက်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ကကျွန်တော်တို့တင်ထားတဲ့ post ကဒီမှာရောက်လာပြီပေါ့နော် Windows 11 step regular ပြုလုပ်နေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ YouTube channel မှာကျွန်တော်တို့ post တင်တာပေါ့နော်ဒီလောက်ဆိုရင်ကျွန်တော်တို့တီးလောက်ပြီလို့ထင်ပါတယ်ကျွန်တော် channel လေးကို like and subscribe မလုပ်ရသေးရင်လည်းကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးပါဦးလို့နော်နောက်များမှာလည်းကျွန်တော်ကွန်ပျူတာနဲ့ပတ်သက်တဲ့ knowledge တွေနော်ကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ဆက်လက်မျှဝေပေးပါဦးမယ် AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ဆက်လက်မျှဝေဦးမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့နော်